စားတောက်ကုန်ထုတ်လုပ်ရောင်းချတဲ့လုပ်ငန်းတွေကိုဘယ်လိုခွဲခြားလေ့လာနိုင်မလဲကျမကတော့အုပ်စု၄စုခွဲပြီးတော့လေ့လာပါတယ်ပထမအုပ်စုကတော့အခုမှလုပ်ငန်းစတင်ကာစလုပ်ငန်းသေးလေးတွေပေါ့အများအားဖြင့်တော့တနိုင်တစ်ပိုင်းအိမ်ကနေစတင်မယ်ဇနီးမောင်နှံ2ယောက်တည်းရှိတဲ့အရင်အနည်း340လောက်နဲ့စတင်နေဆိုတဲ့လုပ်ငန်းမျိုးလေးတွေကိုဆိုလိုတာပါဒီလိုလုပ်ငန်းမျိုးမှာဆိုရင်တော့ပထမဦးဆုံးစူးစမ်းရမှာကကိုယ့်ကိုပုံမှန်အားပေးမဲ့ဖောက်တယ်ရရှိဖို့ပါပဲခိုင်မာတဲ့ customer base တစ်ခုကိုရပြီဆိုရင်တော့ထုတ်ကုန်ကိုပို့ပြီးဂရုစိုက်ဖို့လိုအပ်လာပါတယ်ဥပမာ packaging ပိုကောင်းအောင်ပြုပြင်တာတက်တန်းနည်းနည်းပိုရှည်ကြအောင်လုပ်တာစသဖြင့်ပေါ့တော်တော်လေးပတ်လာပြီဆိုတဲ့အခါကျရင်အများအားဖြင့်တော့လက်မှတ်အနေနဲ့ဆိုရင်အားစားလို့အလွယ်ခေါ်ကြတဲ့အသေးစားစက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ်ကိုရယူကြပါတယ်အဲ့ဒီလက်မှတ်ကလေးရလာပြီဆိုရင်မီနီမတ်လေးတွေကိုတွားပြီးတော့ရောင်းနိုင်မယ်အချို့သောစူပါမားကတ်တွေကိုတိုးကြည့်နိုင်မယ်စသဖြင့်လုပ်ငန်းချဲ့ထွင်ဖို့အတွက်အခွင့်အလမ်းလေးတွေရလာပါပြီဒီကနေမှလုပ်ငန်းတော်တော်ကျယ်ပြန့်လာပြီအိမ်မှာလုပ်ဖို့မဆန့်တော့ဘူးနေရအသစ်ရှာပြီးတော့စက်ရုံတစ်ခုအနေနဲ့လေပတ်မှရတော့မယ်ဆိုတဲ့အခါကျရင်တော့စက်ရုံငှားပြီးတော့၎င်းကိုပိုင်တိဆောက်ပြီးတော့၎င်းလုပ်ငန်းကိုချဲ့ထွင်ကြပါတယ်စက်ရုံနဲ့ကိုပိုင်လေပတ်ပြီးဆိုတဲ့အခါကျရင်ရယူတဲ့လက်မှတ်ကတော့ FDA လက်မှတ်ဖြစ်ပါတယ်ဒီအဆင့်မှာသတိထားစရာကတော့ FDA လက်မှတ်ရဖို့အတွက်ဆိုရင်အဆောက်အဦရဲ့ infrastructure သူ့ရဲ့တိဆောက်ထားတဲ့ပုံစံတန်ရှင်းဖို့အတွက်လွယ်ကူရဲ့လားဝန်ထမ်းတွေဝတ်လဲဖို့နေရာတွေရှိရဲ့လားကုန်ကျန်းတဲ့ကုန်ကြောတွေရောနှောနေနိုင်သလားအစရှိတဲ့အချက်တွေကိုအဓိကထားပြီးတော့စစ်ဆေးတာဖြစ်တဲ့အတွက်စက်ရုံတိဆောက်မှု infrastructure ကအရေးကြီးတယ်ဆိုတာကိုနားလည်ထားဖို့လိုပါတယ်FDA လက်မှတ်ရပြီးပြီဆိုရင်တော့စူပါမားကတ်တွေကိုလည်းဝင်တိုးနိုင်လာပြီလုပ်ငန်းကလည်းအတော်ကြီးကျယ်ပြန့်လာပြီလို့ပြောနိုင်ပါတယ်မြန်မာနိုင်ငံမှာတော့လုပ်ငန်းအကြီးကြီးတွေတောင်မှ FDA လက်မှတ်နဲ့ပဲလည်ပတ်နေကြတာအများကြီးရှိပါတယ်တကယ်လို့ကိုကဈေးကွက်ထဲမှာပို့ပြီးတော့ဥဆောင်တဲ့သူဖြစ်ချင်တယ်ဆိုရင်တော့ HACCP လက်မှတ် ISO 22000လက်မှတ်စတဲ့လက်မှတ်တွေကိုရယူနိုင်ပါတယ်နောက်ထပ်လုပ်ငန်းပုံစံတစ်ခုကတော့ export ပို့တဲ့လုပ်ငန်းတွေဖြစ်ပါတယ်သူကတော့စတင်ပြင်ဆင်တဲ့အချိန်မှာကတည်းက export ကိုအဓိကထားပြီးတော့ဦးစားပေးပြီးတော့တိစောက်ကြတဲ့လုပ်ငန်းတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုလုပ်ငန်းမျိုးမှာဆိုရင်တော့ food safety shootout ကကြည့်မယ်ဆိုရင် HACCP လက်မှတ်လောက်အနည်းဆုံးရယူဖို့အဆင်သင့်ဖြစ်နေတင်ပါတယ်အဆောက်အဦကိုတိစောက်တာစနစ်တွေထူထောင်တာ traceability လို့ခေါ်တဲ့ကုန်ကျန်းကနေကုန်ကြောအထိခြေရာခံနိုင်တာအစရှိတဲ့စနစ်တွေလည်းလိုအပ်ပါတယ်ဘယ်အရွယ်စားပဲဖြစ်ဖြစ်စားတောက်ကုန်ထုတ်လုပ်တဲ့လုပ်ငန်းအားလုံးရဲ့ဥတီချက်ကတော့စားသုံးသူတွေယုံကြည်စိတ်ချရပြီးအားကိုးတဲ့အစားအသောက်တွေကိုဖန်တီးဖို့ပဲဖြစ်ပါတယ်။သုံးတိကြည့်ပေးရတဲ့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာဆုံကြအောင်မယ်နော်။